နှလုံးတုံတာရင်တုံတာခဏခဏဖြစ်လို့ပဲဖြစ်ဖြစ်တွေးတိုးလို့ပဲဖြစ်ဖြစ်ဆရာဝန်ကဘီဆိုပရိုလောဆိုတဲ့ဆေးကိုညွှန်မိထားလို့တောက်နေရတဲ့သူတွေရှိပါသလားဒီဆေးကဘာကြောင့်တောက်ရတာတဲ့ဘလို့လုပ်တာလဲဆိုတာကိုတူတူလေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ဒီဆေးကဘီတာဘလော့ကအမျိုးအစားဖြစ်ပါတယ်သူ့ရဲ့အဓိကအလုပ်ကကြတော့ခန္ဓာကိုယ်ရဲ့ကစိတ်လှုပ်ရှားတဲ့အခါမှာထွက်လာတဲ့ဟော်မုန်းတွေကိုပိတ်ပင်နေပြီးတော့နှလုံးခုန်နှုန်းကိုမှန်စေတယ်၊နှေးစေတယ်၊သွေးကြောတွေကိုပွင့်စေပါတယ်။ဒါကြောင့်နှလုံးကသွေးညစ်ထုတ်ရတာတက်တာသွားပြီးတော့သွေးပြားကျသွားတာဖြစ်ပါတယ်။သူ့ရဲ့ကောင်းကျိုးတွေကကြတော့သွေးတိုးယောဂါကိုထိန်းချုပ်ပေးတယ်၊ရှင်ဘက်အောက်နာကိုကာကွယ်ပေးပါတယ်။ပြီးရင်နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ယောဂ heart failure ကိုလည်းတက်တာစေပါတယ်။ဒါဆိုရင်ဆိုးကျိုးဒါမှမဟုတ်ဗီဒရက်ဆိုးကျိုးတွေကဘာတွေလဲဆိုရင်ဆေးတောက်ခါစားမှာခေါင်းမူးတာမူးဝေတာနှုံးတာခြေပြားလက်ဖြားတွေအိတ်ဆက်တာမျိုးဖြစ်တတ်ပါတယ်။ဒါကခန္ဓာကိုယ်ကဆေးနဲ့အသားကျအောင်ညှိနေတဲ့သဘောမို့လို့စိုးရိမ်စရာတော့မရှိပါဘူး။ဒါပေမဲ့နှလုံးခုန်လွန်လို့အယမ်းမောလာရင်တော့ဆရာဝန်နဲ့ချက်ချင်းပြန်ပြဖို့လိုအပ်ပါတယ်။နောက်ဆုံးအရေးကြီးဆုံးသတိထားရမယ့်အချက်ကတော့ဒီဆေးကိုမိမိသဘောနဲ့မိမိရုပ်တရက်လုံးဝဖြတ်လိုက်လို့မရပါဘူး။ကျေရုပ်တရက်ဖြတ်လိုက်လို့ရှိရင်သွေးပြန်တိုးတာရှင်ဘက်အောက်နာတွေပိုးဆိုးလာနိုင်လို့ပါ။ပန်းနိုင်ရင်ကျယောဂခံရှိသူတွေဆိုရင်လည်းဒီဆေးမတောက်ခင်ဆရာဝန်ကိုကြိုပြောပြထားရပါမယ်နော်။ဒါကြောင့်မို့လို့ဆေးတောက်ခါနီးမှာဆရာဝန်နဲ့အမြဲတိုင်နေမှုအကြံပြုလိုပါ